Writing Lessons Part 20 Saini Tinganzamya Apai Nase Number 50 Number Sanga Part Prepositional phrases using from which their meanings are Myanmar Myanmar Debedi Nedakwa Pobya Tade From Sure Propositionကိုအသုံးပြုထားတဲ့စကားစု၅စုပဲဖြစ်ပါတယ်ဒီဘက်ကတော့ from prepositional phrase from ကိုအသုံးပြုထားတဲ့ဝိပတ်စကားစုတွေပဲဖြစ်ပါတယ်ဒီဘက်ကတော့မီဒီနဲ့မြန်မာလိုအတိတ်ပဲတွေပဲဖြစ်ပါတယ် from ကိုအသုံးပြုတဲ့ phrase တွေမှာဒီသင်ခန်းစာထဲမှာဖော်ပြထားတာကတော့ from ရဲ့အဓိပ္ပာယ်ဟာကနေကတဲ့ကအဓိပ္ပာယ်နှစ်မျိုးလောက်ကိုပဲဖော်ပြထားပါတယ်အမှားကတော့ from ရဲ့အဓိပ္ပာယ်ဟာဒီကနေကတဲ့ကဆိုတဲ့အဓိပ္ပာယ်ဒီထက်ပုံမိုးတဲ့အဓိပ္ပာယ်ဒီအများကြီးရပါသေးတယ်ဒါကတော့ level 1ဖြစ်တာမို့လို့ဒီလောက်ပဲဖော်ပြထားတာဖြစ်ပါတယ်နောက်ပိုင်းမှာကြည်ကြဲပြန့်ပြန့်ဗီဒီယိုဖိုင်တွေလေ့လာလို့ရပါတယ် from ကနေတော့မို့ကတဲ့က from ရဲ့အဓိပ္ပာယ်ကမှဒီလိုအဓိပ္ပာယ်တွေလည်းရပါတယ်နော်ကဲဟုတ်ပြီကြည့်အောင်ဈေးကနေဆိုတော့ကနေကအင်္ဂလိပ်လိုဘယ်လိုရေးမလဲ from လို့ရေးပါတယ်ဈေးကဘယ်လိုရေးမလဲ the market ဒါဆိုရင်မြန်မာနဲ့အင်္ဂလိပ်နဲ့ရှင်ပြီးတော့ကြည့်အောင်မြန်မာမှာကနေဆိုတာဒုတိယဘိုင်းမှာရေးပါတယ်သို့တော့အင်္ဂလိပ်လိုရေးတဲ့အခါကျတော့ကနေလို့အဓိပ္ပာယ်ရတယ် from ကတော့ပထမဘိုင်းမှာရေးရတာဖြစ်ပါတယ်မြန်မာလိုဈေးကပထမဘိုင်းမှာရေးပါတယ်သို့တော့အင်္ဂလိပ်လိုရေးတဲ့အခါကျတော့ဈေးကဒုတိယဘိုင်းမှာရေးပါတယ်ဒါဆိုရင်မြန်မာလိုရေးတဲ့အနေအထားနဲ့အင်္ဂလိပ်လိုရေးတဲ့အနေအထားမှာရှေ့နဲ့နောက်ပြောင်းပြန်အနေထားဖြစ်နေတယ်ဆိုတာသတိရပါမြန်မာလိုပထမဆုံးစပြောသောစကားလုံးသည်အင်္ဂလိပ်လိုဒုတိယနေရာမှာရှိပါတယ်မြန်မာလိုဒုတိယအနေနဲ့ပြောသောစကားလုံးသည်အင်္ဂလိပ်လိုပထမဘိုင်းမှာရှိပါတယ်ဒါဒီ preposition တော်တော်များများမှာဒီလိုအနေထားပါဈေးကနေဆိုရင် from the market တငယ်ချင်းကနေရ from ဒီမှာငါတငယ်ချင်းက my friend ငါတငယ်ချင်းကနေဆိုတော့ from my friend ဒါဒီမှာလဲအင်္ဂလိပ်နဲ့မြန်မာနဲ့ပြောင်းပြန်နေတာဖြစ်ပါတယ်ကနေကအင်္ဂလိပ်လိုခြေကမြန်မာလိုနောက်ကငါတငယ်ချင်းကမြန်မာလိုခြေကအင်္ဂလိပ်လိုနောက်ကပြောင်းပြန်အနေထားပါကျောင်းကနေရ from ကျောင်းက school ဒါကြောင့်ကျောင်းကနေဆိုရင် from school ရန်ကုန်ကနေဆိုရင်ကနေရ from ရန်ကုန်က Rango ဒါကြောင့်ရန်ကုန်ကနေဆိုရင် from Rango အစကတဲ့ကဆိုရင်လေ from အစက the beginning အစပဲဖြစ်ပါတယ်ဒါကြောင့် from ရဲ့အဓိပ္ပာယ်ကနေကတဲ့ကလို့အဓိပ္ပာယ်ရပါတယ် from ကမှကလို့လည်းအဓိပ္ပာယ်ရပါတယ်ရသောအဖြစ် from ဆိုတာထွက်ခွာရာပြတဲ့အနေအထားမျိုးမှာသုံးကြပါတယ် from ရဲ့နောက်က noun တလုံးနဲ့ရေးလို့ရတယ်လို့ noun phrase တွေလည်းရေးလို့ရပါတယ် from နဲ့အသုံးပြုတဲ့စကားစုတွေကိုလေ့လာတဲ့နေရာမှာနှစ်ပိုင်းခွဲပြီးလေ့လာစေချင်ပါတယ်နှစ်ပိုင်းခွဲလိုက်ပါပထမဆုံးမြန်မာကနေအင်္ဂလိပ်လိုတွေးပြီးရေးမယ်ဆိုရင်ဈေးကနေဆိုရင်ကနေကိုတတ်ခွဲလိုက်ပါအစကတဲ့ကဆိုရင်လည်းကတဲ့ကိုတတ်ခွဲလိုက်ပါဒါတွေဟာ preposition တွေပဲဖြစ်ပါတယ်ကနေကတဲ့ကဒါဒီ preposition ဖြစ်ပါတယ်မြန်မာလိုဝိပတ်ဖြစ်ပါတယ်အဲ့လိုနှစ်ပိုင်းခွဲလိုက်ပါနှစ်ပိုင်းခွဲလိုက်ပြီးရင်
နောက်ကအပိုင်းကိုအရင်စဉ်းစားပါကနေဆိုရင် from ဈေးဆိုရင် the market ဒီနေရာမှာ article there တို့မို့ဒီ ပါတဲ့မပါတဲ့ဆိုတာနောက်ပိုင်းမှာ article နဲ့ပတ်သက်လို့ရှင်းပြတဲ့ဗီဒီယိုဖိုင်မှာတည်တံ့ပြန်ပြီးတော့ရှင်းပြပါမယ်ကိုလိုလောဆိုတော့အဆင်ပြေသလိုပဲရေးလိုက်ပါဒါကြောင့်မြန်မာလိုတွေးတဲ့အတွေ့ကိုနှစ်ပိုင်းပိုင်းပြီးတော့ရေးတဲ့နေရာမှာမြန်မာလိုဒုတိယပိုင်းကိုအင်္ဂလိပ်လိုပထမဦးဆုံးအပိုင်းအနေနဲ့ရေးပါမြန်မာလိုပထမဦးဆုံးအပိုင်းကိုအင်္ဂလိပ်လိုဒုတိယပိုင်းအနေနဲ့ရေးပါအားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်